ကို more above တင်နဲ့မေးတဲ့ခါကျရင်ကိုကအဖြေကိုဘယ်လိုပြန်ဖြေမလဲအငင်းဆိုရင်ဘယ်လိုမျိုးပြန်ဖြေရမလဲဆိုတာဒီနေ့ဥပမာလေးတွေနဲ့ပြောပြသွားပေးပါမယ် more above တွေကအများကြီးရှိတဲ့အတွက်ကြောင့်ဒီရှေ့ကဒီနေ့အကုန်လုံးတော့ပြောပြအောင်ပေါ့နော်ဒီ more above တင်နဲ့မေးတဲ့ခါကျရင်အဖြေမှာပြန်ပြီးတော့အဲ့ more above ကိုပြန်ထည့်ပေးရပါတယ်ဒါ grammar rule ပါနော် one could could you help me နင်ငါ့ကိုကူညီနိုင်မလား okay အဖြေကကိုလုံနေနေဆိုရင်မေးခွန်းမှာ could နဲ့မေးအဖြေမှာလည်း could နဲ့ပြန်ပြပါ yes I could ငါကူညီနိုင်တယ်ကိုမလုံနိုင်ဘူးဆိုရင် no I couldn't more above shall we start now ငါတို့အခုစကြမလား okay လုံမယ်ဆိုရင် yes we shall no မလုပ်ဘူးအငင်းဆိုရင် no we shan't more above should I study more ကျွန်တော်ပိုလေ့လာသင်လား yes you should နင်လေ့လာသင်တယ်မလေ့လာသင်ဆို no you shouldn't okay must I wear a uniform ဝတ်ကမလား yes you must no you must not အဲ့ဆိုရင်ကိုတယောက်ယောက်ကဒီ modern buff တွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်မိတဲ့ခါကျရင်ကိုကမေးခွန်းမှာဘယ်လိုပြန်ဖြေရမလဲဆိုတာဒီလိုဒီဗီဒီယိုလေးကိုကြည့်ရင်လည်းနားလည်မယ်ထင်ပါတယ်